မင်္ဂလာပါကျွန်တော်ကိုတော်တော်လေးမှဖတ်ထားတဲ့ English story လေးတစ်ခုအကြောင်းပြောပြခြင်းလို့ပါ story တွေကတော့ဒီလိုပါအင်မန်ချစ်တဲ့လင်မယားနှစ်ယောက်ရှိတယ်သူတို့ယူထားတယ်လဲတစ်နှစ်တောင်ပြည့်သေးယောက်ျားအလုပ်လုပ်တယ်မိန်းမကတော့အလုပ်မလုပ်သေးဘူးပေါ့နော်အိမ်မှာပဲအဲ့ကကျတော့တစ်နေ့ကျတော့ယောက်ျားမျက်နှာမသာမယာနဲ့အိမ်ပြန်လာတယ်မိန်းမလှုပ်တဲ့သူကတိတာပေါ့ယောက်ျားမျက်နှာမသာမယာနဲ့ဘာဖြစ်လာလဲပေါ့ဘာလဲသူမိန်းမစိတ်ဆင်းရဲမှဆိုလို့မပြောဒါနဲ့မိန်းမမရကမေးတဲ့အခါကျတော့ပြောပြတယ်ကုမ္ပဏီကလူလျှော့တဲ့အထဲမှာသူပါသွားပြီတဲ့တောက်ကြနေနောက်ဆုံးပဲတဲ့အဲတောက်ကြနေဆိုရင်သူအလုပ်ပြုတ်ပြီပေါ့နော်အဲ့ခါကျတော့တော်တော်လေးစိတ်မကောင်းဖြစ်တာပေါ့ဒါနဲ့တတိယပြောတယ်တဲ့ဗုဒ္ဓနေ့လောက်ဆိုရင်ညစာမင်းကျွေးချင်တယ်လို့ပြောတယ်တဲ့မိန်းမကခေါ်လာလို့ပြောတယ်တဲ့တတိယသူတို့လင်မယားမင်္ဂလာဆောင်တော့တက်ဖူးတယ်တက်ဖူးတော့ကောင်းပါလေသူမိန်းမချောတယ်ဆိုတော့တတိယသိတယ်ငယ်ငယ်ချောချောလေးပေါ့နော်အဲ့တော့တတိယသိတဲ့ခါကျတော့ညစာစားဖို့ပြင်မယ်မင်းမိမပါခေါ်လာခဲ့ဗုဒ္ဓနေ့ညနေပေါ့နော်အဲ့ခါကျတော့သူကလည်းမိမပြန်ပြောပြတော့မိမလည်းဘာဖြစ်လဲတဲ့သွားလိုက်တာပေါ့တဲ့တကယ်လို့သူပြောလို့ရလဲပြောတာပေါ့အဲ့ဒါနဲ့သွားကြတယ်ပေါ့နော်သွားကြဟိုကြကောင်းကောင်းကိုဆက်ဆံပါလေတတိယရတယ်ဒါနဲ့ပြောတယ်ကုမ္ပဏီကအချိန်ကြီးကလူလျှော့ရတယ်ပေါ့နော်လျှော့တဲ့အခါမှာသူကခုနပြောလို့လျှော့တဲ့ထက်မှာပါသွားတယ်ပေါ့အပြစ်တွေပါတော့သူမပြောပါဘူးဒါပေမဲ့စားဆောင်ပြီးတဲ့အခါကျတတိယဘာလုပ်လဲဆိုတော့အဲ့ဒီနာမည်လေးတစ်ခုတက်လိုက်မှာပေါ့နော်ဂျွန်ပေါ့ဂျွန်သူ့ယောက်ျားနာမည်ဂျွန်ပေါ့ဂျွန်ငါကားရဲ့သွားရောက်ကားတော့ပြီးလိုက်အဲ့ထဲမှာနော်ငါဖုန်းတစ်လုံးကြံနေကြတယ်အဲ့ဒီဖုန်းကအရေးကြီးတဲ့ဖုန်းငါစီဝါရေးဖုန်းအဲ့ဒါမင်းသွားယူပေးလိုက်ဆိုတော့ဖုန်းလည်းသူကလောလောကူကူထားကြတာမဟုတ်ကားလည်းတော်တော်လေးလှမ်းတယ်အဲ့ဒါနဲ့ဂျွန်လည်းသွားယူတာပေါ့နော်တတိခိုင်းတော့အဲ့မှာတော့သူမင်းကောင်ပြောမင်းယောက်ျားကုမ္ပဏီမှာလူဘိုတော့မှဖြစ်နေတယ်မင်းယောက်ျားသိပြီးတော့ထက်ထက်ပြင်းပြင်းမရှိဘူးကျိုးသားအထုံးမှုကလည်းနည်းတယ်အဲကြောင့်လူလျှော့တဲ့စီမှာသူပါသွားတာဒါပေမဲ့တခုတော့ငါမျိုးခွင့်ရေးတစ်ခုပေးမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်မင်းငါနဲ့တညလာအိမ်မင်းယောက်ျားကိုငါနဲ့လာအိမ်မယ်ဆိုမင်းယောက်ျားကမန်အလုံးမဖြုတ်တဲ့အပြင်မန်နေဂျာတူပေးမယ်ဒါပေမဲ့ငါချိန်နေစီတော့ပြင်လာမိမလည်းအတင်သွားတော့ဘောတတိဒီလိုပြောလိုက်မှမထင်ဘူးပေါ့သူဘာမှပြန်မပြောဘူးဒါပေမဲ့မင်းစဉ်းစားအောင်နဲ့စဉ်းစားလို့ရတောက်ကြနေဟိုတယ်ကတော့နာမည်ကြီးဟိုတယ်မှာပဲအခန်း900နဲ့9နှစ်မှာပေါ့နော်ငါရှိနေမယ်တဲ့အဲ့ညမင်းငါစီကိုလာခဲ့ပါတဲ့အဲ့ဒါဆိုမင်းယောက်ျားမန်နေဂျာဖြစ်ပြီတဲ့မိမလည်းပြန်ရောက်လာတယ်လူမယားနှစ်ယောက်စားတော့ပြီးတော့ဟိုကတော့တတိကျေးဇူးတင်တာပေါ့နော်သူနောက်ဆုံးအနေနဲ့နှုတ်ဆက်များတာသာဖို့ကြွေးတယ်ဆိုတော့မိမကလည်းဘာပြောမှမပြောပါဘူးမိမအလိုက်ကျင်နေရတယ်အဲ့ဒီညမိမအိတ်မပြောဘူးပေါ့နော်ယောက်ျားတော့စိတ်ငြင်းငြင်းနဲ့အိတ်ပြောသွားခင်ပါတယ်နောက်နေ့ကျတော့ယောက်ျားယုံသွားတယ်မိမတနေ့လုံးစဉ်းစားတယ်တတိပြောသလိုလှုပ်လိုက်ရမလားပေါ့နော်တတိပြောသလိုလိုလည်းကူကူလေးပဲသူတတိနဲ့ပါအိတ်လိုက်မယ်ယောက်ျားလည်းမသိလိုက်ဘူးဘလူးကလည်းမသိလိုက်ဘူးသူယောက်ျားမန်နေဂျာဖြစ်သွားမယ်တိတ်လည်းမျောလင်းချက်တွေအလားလာတွေရှိသွားမှာပေါ့ဒါပေမဲ့သူကလက်မခံနိုင်တာသူ့ရဲ့ကိုကျင်တရားနဲ့သူ့ရဲ့လက်ပြမတတ်တော့သူလက်မခံနိုင်
သူ့ယောက်ျားပေါ်မှာသူကခုနဟိုဒီလိုမယုံမသားလောက်ရတာကိုမလုပ်ချင်သစ္စာမပေါက်ချင်ဘူးပေါ့နော်ဗမာစကားနဲ့လောလောပြောရတော့အဲ့ဒါကြောင့်သူဘယ်လိုမှစဉ်းစားလို့မရဘူးအဲ့ဒီယောက်ျားပြန်လာတော့လေသူလည်းမလမ်းမတမ်းမိမဘာဖြစ်လဲလေပေါ့အလုပ်ပြမလို့ဘာညာသူလှိလွှဲပြေးတယ်တကယ်တော့သူ့စိတ်မှာခြေလုံးကြတော့ဖြစ်နေလောကကောင်းမလားမလောကကောင်းမလားလှုပ်လိုက်တော့လောလောကူကူပေါ့နော်အားလုံးစင်ပြေသွားမယ်ဒါပေမဲ့မိမအညံ့မခံတတ်တဲ့မိမဖြစ်နေတယ်ဘယ်တော့မှအရှုံးမပိတတ်တဲ့မိမဖြစ်နေတယ်သူလောလောကူကူတော့ဒီလိုမလုပ်ဘူးပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီယောက်ျားနဲ့တိုင်မယ်ဖြစ်သမျှကိုရင်ဆိုင်မယ်ဆိုတဲ့စိတ်ကိုဒုံချပလိုက်ပြီးတော့အဲ့ညမှာပဲယောက်ျားကိုဖွင့်ပြောလိုက်တယ်အကြောင်းကိုယောက်ျားဒိုရိကံမီတခါလဲတထေကိုတော့တတ်မယ်လို့တာအဲ့တော့မိမပြောတယ်ရှင်တို့တော့တတ်လိုက်ရင်ရှင်ထောင်ထဲမှာအနည်းဆုံး10နှစ်နေရကျမအပြင်မှာဘယ်လိုနဲ့နေမလဲကျမဒုက္ခရောက်သွားမှာပေါ့ရှင်မတတ်ပါနဲ့ရှင်မှလည်းခြိနေချောင်းလက်နေချောင်းအကောင်းရှိတယ်ကျမမှလည်းခြိနေချောင်းလက်နေချောင်းအကောင်းကြီးရှိတယ်ကျမတို့နှစ်ယောက်တော့ငယ်ရွယ်သူတွေလည်းဖြစ်တယ်ဘယ်လိုပဲအလုပ်ပြန်ရှာကျမတို့နှစ်ယောက်မငတ်ဘူးကျမယုံကြည်တယ်ကျမလည်းရှင်ကိုရှာကြည့်မယ်ရှင်လည်းရသလားအလုပ်ရှာအဲ့လိုမိမတခါလဲစိတ်ခွန်အားပေးလိုက်တယ်အရှုံးမပေးနဲ့အညံ့မခံနဲ့ကျမလည်းအညံ့မခံဘူးအရှုံးမပေးဘူးအဲ့တော့သူအလုပ်ဖြုတ်ချင်လဲဖြုတ်ပြီးတော့အဲ့လိုနဲ့တောက်ကြနေကြတော့မိမမသွားဘူးမသွားတဲ့အခါကျတော့ယောက်ျားအလုပ်ပြုတ်သွားတာပေါ့နော်ဒီတစ်ထည့်ရသူမျက်နှာမကြည့်ကျင်တော့သွားလည်းမသွားတော့ဘူးပြီးတော့မှသူအလုပ်လိုက်ရှာဒါပေမဲ့သူအားနဲ့ချက်ကသူကပြောတခြားဘာလေးမှသူကကိုယ်ကာယအားဖြင့်လည်းသူဘာမှမလုပ်နိုင်ဘူးနောက်ကသူကဒီစင်းအလုပ်ကလေးပဲသူလုပ်တတ်တယ်ပေါ့နော်တကယ်တော့သူကအရေးချင်းသိရှိတဲ့ယောက်ျားတော့မဟုတ်ဘူးဒါကြောင့်အလွယ်တကူလုံးမရအောင်မိမနောက်ဆုံးမဖြစ်မနေကိစ္စမရှိဘူးသူရှာမယ်ကြိုးစားရှာနောက်ဆုံးမိမရှာတဲ့အခါကျတော့ကော်ဖီဆိုင်မှာသူကစပွဲလို့ရအရေးကြီးတာသူတို့ကဒီလကိုရင်အခန်းစိလက်ကပေးရတော့မှာအဲ့ဒီလက်ကပေးစရာမရှိရင်ဒုက္ခရောက်ဘူးအဲ့ဒါအသေးအံရှာအဲ့တော့အသေးအံရှာတဲ့အခါကျတော့လက်ကောင်ကကျတော့သူလည်းလုံးမရသေးဘူးယောက်ျားလည်းလုံးမရသေးဘူးရှိတဲ့ပတ်စံလေးနဲ့ပေးလိုက်တာပေါ့နော်နောက်လာစားဖို့မလုံလောက်တော့ယောက်ျားလည်းသူကအားပေးအဲ့တော့ဘာမှမလုပ်နဲ့ယောက်ျားလည်းချီတုံရှောက်တယ်တကအလုပ်တွေအကုန်ရှောက်လိုက်ရှာသူလည်းလို့ရင်တော့ကော်ဖီဆိုင်လေးမှသူရလိုက်တော့သူဟန်ကြသွားတယ်ပေါ့နော်ယောက်ျားမှဘူးနဲ့စိတ်အေးရှာတော့သူကော်ဖီဆိုင်မှာဟောရသွားပြီတို့နေစရာအတွက်တော့စိတ်ချရတယ်ဘာပဲပြောတို့အိမ်လက်ကပေးနိုင်တယ်ဆိုရင်တို့မပူရတော့စားစရာတော့တို့ရှိတာလေးချက်ပန်စားရတယ်ပေါ့နောက်တော့သိနေကြပါဘူးယောက်ျားလည်းတလားကိုလောက်ရှာတဲ့အခါကျသူနဲ့တင်းတော်တဲ့အလုပ်ကလေးရတယ်အဲ့မှာသူကြိုးစိုးစားနဲ့ရိုးသားလေးတို့တော့တစ်စင်မီတစ်စင်ရာတူတိုးသွားတယ်ဟိုကလည်းကောင်မလေးကလည်းကော်ဖီဆိုင်မှာအလုပ်လို့နဲ့တတိယသူ့ရဲ့လုပ်ပုံကိုင်ပုံတွေသူ့ရဲ့ဖြစ်လာတွက်လက်မှုတွေ customer ကိုဆက်ဆံတာတွေယောဂမှုတွေကြိုက်တော့တပြည့်နဲ့သူလည်းကော်ဖီဆိုင်မှာမန်နေဂျာဖြစ်သွားဟိုကလည်းခုနပြောသလိုနောက်တစ်ဆင့်တက်သွားတော့စူပါဗိုင်ဇာဖြစ်သွားတယ်အတူတူလင်မယားလာတာလေးနဲ့စူပြပြလေးနဲ့သူကအရေးချက်ကားတွေပါလေဝယ်တက်ခန်းတွေပါလေဝယ်ဖို့တော့သူတို့စဉ်းစားနေကြတယ်ပေါ့နော်အဲ့တော့မှသူတို့နှစ်ယောက်ကတယောက်နဲ့တယောက်ဖဲပြီးသူနှစ်ပတ်လဲပေါ့နော်3နှစ်ပတ်လည်းကြတော့သူပြန်ပြီးတော့ဒင်နာလို့ဟိုစားတဲ့အခါမှာပြောမမင်းကိုကျေးဇူးတင်လိုက်တာကွာတဲ့ဘာဖြစ်လို့လဲတဲ့မင်းဟာတဲ့ငါ့ဘုံမှာသစ္စာရှိနဲ့တတ္တိရှိနဲ့မင်းဆုံးဖြတ်လိုက်လို့တကယ်လို့သာမင်းကလောကူလမ်းကိုမင်းဆုံးဖြတ်လိုက်မယ်ဆိုရင်ငါဟိုမှာမန်နေဂျာဖြစ်နေတယ်ငါနောက်ကြောင်းမလို့ဘူးတဲ့တနည်းမဟုတ်တနည်းသိကြမှာပဲသိကြရင်ငါရဲ့လုပ်ဖို့ကံမဲ့တယ်ငါလောင်ပြောင်ကြမှာတို့ရရှိသွားလို့ကဘလို့မှအဆင်ပြေမှာမဟုတ်ပြောမှာမဟုတ်ဘူးပေါ့အဲ့တော့မင်းကကျေးဇူးတင်ပါတယ်တဲ့ကျမလည်းရှိကိုကျေးဇူးတင်ပါတယ်တဲ့
ရှင်းကိုချစ်တဲ့စိတ်နဲ့ကျမရဲ့ခွန်အားတွေတတိတွေရှိလာတာပါဒီလိုအခွင့်အရေးမျိုးကျမတော်မိမတွေငင်းမယ်တော့ထင်ပါဘူးတဲ့ဒါမှနဲ့ရှင်းကိုချစ်တဲ့တတိနဲ့ကျမငင်းခဲ့ပြီးတော့ဘဝကိုရဲရင်ဆန်လိုက်တာအခုကျမတို့လူများပြောလို့ရှိရင်လေးဖြစ်သွားတယ်ဘာပြောချင်လဲဆိုတော့ဘာပဲဖြစ်ဖြစ်အညံ့မခံနဲ့အကြက်ကင်လာတဲ့ခါမှာအဲ့ဒီအကြက်ခိုင်တာကိုကြက်နဲ့ငါရင်ဆိုင်ပြီးဖြည့်ရှင်းလိုက်လူမအရေးချင်းရှိတယ်အဲ့ဒီအရေးချင်းနဲ့အဲ့ဒီအညံ့ခံတာကိုအညံ့အကြက်ကင်လာတာကိုအညံ့မခံဘူးမထောက်ပဲနဲ့တွန်းလာနိုင်လို့ဆိုရင်အောင်မြင်မှုကတည်ကြဖို့ရလာမှာပါဒီပုံမြင်လေးကဒီ message လေးပေးတဲ့အတွက်ကျွန်တော်ရဲ့စာဖတ်ပြီးတဲ့ပြန်ပြီးဒီ message လေးပေးတာပါဘဝမှာကျွန်တော်တို့အကြက်ကန်ခံရတာမျိုးအနိုင်ကျင့်ခံရတာမျိုးမတရားလုပ်ခံရတာမျိုးတွေ့ရင်တုံတန်းလူမတော့ပါနဲ့အရှုံးမပေးပါနဲ့ကျင့်ရခံပြီးရေးဆိုင်ပြီးတော့ကိုအားကိုမှနဲ့သိပြလုံးနဲ့တတ်သိရှိရှိကျူးစားနိုင်ကြတဲ့ဖြစ်ပါစေဆိုတော့ကျွန်တော်ဒီမှာတိုက်တွန်းအားပေးခြင်းပါတယ်ကွန်မန့်လေးမှာလည်းသူ့ရဲ့တွေ့ကြုံရတဲ့အဖြစ်အပျက်ကလေးများကိုပြန်မျှဝေမယ်ဆိုရင်ကျေးဇူးတင်ပါပါကျေးဇူးပါဗျာ